မင်္ဂလာပါလူမျိုးချင်းဒေသနာကနေပြန်လည်ချစ်ဆိုပါတယ်ဒီနေ့မှာကျွန်တော်တို့အတူတူကစစ်ချစ်ခွာယူမယ်နှုတ်ကပတော်ရဲ့ခေါင်းစဉ်ကပညာရဲ့အချုပ်အခြာကဘာလဲဆိုတဲ့ခေါင်းစဉ်နဲ့အတူတူကစစ်ချစ်ခွာယူမှာဖြစ်ပါတယ်ဆရာရဲ့ကျွန်တော်ရဲ့ညီကိုမောင်မတွေကျွန်တော်ဘဝတက်တာတဲ့မှာပညာရဲ့အချုပ်အခြာကဘာလဲဆိုတာကျွန်တော်တို့သိဖို့လို့အရေးကြီးတာဖြစ်တယ်တချို့သောလူတွေကရွှေရှာတယ်တချို့သောလူကငွေရှာတယ်တချို့သောသူကစီးစီရှာနေဖြစ်တယ်သို့တော့ကျွန်တော်ရုပ်ကြည်သူတွေအသက်တာထဲမှာကျွန်တော်ရှာရမယ့်အရာကဘာလဲဆိုတော့ပညာရဲ့အချုပ်အခြာကဘာလဲဆိုတော့ကျွန်တော်တို့ရှာဖို့အရေးကြီးတာဖြစ်တယ်လောကသားတဲ့ဘယ်အရာပဲရှာပါစေကျွန်တော်ဘဝရုပ်ကြည်သူတွေအသက်တာထဲမှာကျွန်တော်ရှာရမယ့်အရာတူဦးတည်သောအရေးကြီးဆုံးသောအရာကပညာရဲ့အချုပ်အခြာကဘာလဲဆိုတော့ကျွန်တော်တို့သိဖို့လိုအပ်တာဖြစ်တယ်ကျွန်တော်တို့ရှာဖို့လိုအပ်တာဖြစ်တယ်အဲ့ဒီပညာရဲ့အချုပ်အခြာကလည်းဘာလဲဆိုတော့ကျွန်တော်တို့သိဖို့လိုအပ်တာဖြစ်တယ်ကျွန်တော်နှုတ်ကပတ်တော်တစ်ပိုက်ကိုကြည်ချင်းအဖြစ်တုတ်တာခန်းကြီး1အခန်းငယ်ခုမှာထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည်ပညာ၏အချုပ်အခြာဖြစ်၏လူမိုက်တို့သည်ပညာနှင့်ဥပဒေတကိုမထင်မဲ့မှုပြုတတ်ကြ၏အာမင်အဲ့ဒီမှာကျွန်တော်တို့ပါမြင်ရတော့ဘုရားတခင်ကိုကြောက်ရွံ့ခြင်းကားတဲ့ပညာရဲ့အချုပ်အခြာဖြစ်တာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်ညီကိုမှန်ပါတယ်ကျွန်တော်တို့အသက်တာမှာရွှေမရှိနေပါစေငွေမရှိနေပါစေသို့တော့တည်ရပွားအသက်တာမှာထာဝရဘုရားကိုကြောက်ရွံ့သောစိတ်တော်ရှိရင်အဲ့ဒီရွှေတွေအဲ့ဒီငွေတွေအဲ့ဒီစီးစိမ်အလုံးစုံကတရှိမှလာပြီးတော့အဲ့ဒီရာဂတိကကြိုလန်ခိုင်းမှာဖြစ်တယ်။ဘာကြောင့်လဲတည်ဘဝမှာအချုပ်အခြာဆိုတဲ့ဘုရားတခင်ရဲ့ကြောက်ရွံ့ခြင်းမှာတေကပိုင်ဆိုင်ရတာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့တက်တာတဲ့မှာတခြားသောအရာတွေရှိတာထက်ဘုရားတခင်ကိုကြောက်ရွံ့ခြင်းသဘောရှိဖို့အလိုရည်ကြီးတာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်လူငယ်တွေကိုကျွန်တော်အားပေးကြည့်တယ်။ဒီနေ့တိအသက်တာထဲမှာဘုရားတခင်ကိုကြောက်ရွံ့သောစိတ်သဘောတွေရှိရလား။ဒါမှမဟုတ်တိအသက်မှာလူမိုက်ကဲ့သို့ဘုရားတခင်ရဲ့စကားတွေကိုတေးဘဝမှာမထင်မဲ့မှုပြုသောသဘောတွေတည်တဲ့တာမှရှိလာပြန်ဆန်းစီပါလို့ကျွန်တော်အားပေးကြည့်တယ်။ဒါကြောင့်မို့ကျွန်တော်ညီကိုမတွေလောကရဲ့နေရာမှာကတခြားသောအရာတွေအရေးကြီးကောင်းကြီးမယ်။သို့တော့ကျွန်တော်တို့ယုံကြည်သူတွေအသက်တာထဲမှာဖခင်တခင်ကိုကြောက်ရွံ့ခြင်းကကျွန်တော်တို့ဘဝမှာနံပါတ်1ဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်ညီကိုမတွေတခြားသောအရာတွေထက်ရှာတာထက်ပညာရဲ့အချုပ်အခြာကဘာလဲဆိုတော့သိဖို့လိုတယ်ပြီးတော့ကျွန်တော်တို့ဘဝအသက်တာထဲမှာဖခင်တခင်ကိုကြောက်ရွံ့သောစိတ်တဘောရှိဖို့လိုအပ်တယ်ဖြစ်တယ်။ဒီမှာဘလောက်ပဲစီးတွေရှိပါစေဘလောက်ပဲရွှေငွေတွေရှိပါစေဖခင်တခင်ကိုကြောက်ရွံ့သောစိတ်မရှိရင်ဖခင်တခင်ကိုကြောက်ရွံ့သောစိတ်တဘောသာမရှိရင်ဒီကအခြေတန်တဲ့ကာလတစ်ခုရောက်တဲ့ချိန်မှာတရားပြုတ်လဲသွားမှာဖြစ်တယ်။ဘာကြောင့်လဲဒီဘဝမှာဘုရားတခင်ကိုကြောက်ရွံ့သောစိတ်တော်မရှိတာဖြစ်တယ်။ဒါမှမဟုတ်ကျွန်တော်တို့အသက်တာထဲမှာဘုရားတခင်ရဲ့စကားကိုလည်းနားထောင်ဖို့လိုအပ်တယ်ဖြစ်တယ်။စိုးရောက်ရဲ့လူကိုကျွန်တော်တို့ကြောက်ရင်လည်းသူ့ရဲ့စကားကိုနားထောင်ရမှာဖြစ်တယ်။ထို့နည်းတူပဲကျွန်တော်တို့ဘဝမှာဘုရားတခင်ကိုကြောက်ရွံ့ရင်ဘုရားတခင်ရဲ့စကားကိုလည်းကျွန်တော်နားထောင်ရမှာဖြစ်တယ်။ကျွန်တော်သုတ္တခန်းကြီး1အခန်းငယ်33မှာငါစကားကိုနားထောင်သောသူမူကားလုံခြုံစွာနေ၍ဘေးကိုမကြောက်ဘဲညှို့လိမ့်မည်။အာမင်။အဲ့ဒီမှာကျွန်တော်တို့ဗာမြင်လဲဘုရားတခင်ရဲ့စကားကိုနားထောင်တော့သူကားတဲ့လုံခြုံစွာနေ၍ဘေးကိုပဲမကြောက်ပဲနေရလိမ့်မယ်။ဒီကိုမန်မာတဲ့ကျွန်တော်ဒီခေတ်ကာလမှာဘုရားတခင်ကိုကြောက်ရွံ့ခြင်းသဘောရှိဖို့လိုတယ်။နောက်တစ်ခုကကျွန်တော်တို့ဘုရားတခင်ရဲ့စကားကိုကျွန်တော်တို့နားထောင်ဖို့လိုအပ်တယ်ဖြစ်တယ်။ဒီခေတ်ဒီကာလမှာလောကလုံခြုံခြင်းတွေမရှိဘူး။လုံခြုံခြင်းရှိသောနေရာကဘုရားရဲ့မျက်မှောက်တော်နောက်တစ်ခုကဘုရားရဲ့စကားနားထောင်ခြင်းတွေမှာပဲလုံခြုံခြင်းရှိတာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်ညီကိုမန်မာတဲ့ဘုရားတခင်ကိုကြောက်သောစိတ်သဘောရှိပါနောက်တစ်ခုကဘုရားတခင်ရဲ့စကားကိုစစ်စစ်နားထောင်ပါလို့ကျွန်တော်ခေါ်အားပေးအားလုံးကိုဘုရားရှိထူးကောင်းချီးပေးပါစေ။